breakthrough improvement ကိုကောင်းကောင်းနားလည်တဲ့ကျွန်တော်တငယ်ချင်းတယောက်ကအခုစဉ်ဂျပန်နိုင်ငံတက္ကသိုလ်မှာတက်နေပြီနောက်တစ်ယောက်ကတော့တရုတ်စကားရဲ့အင်္ဂလိပ်စကားရဲ့ကိုကောင်းကောင်းပြောတတ်နေပြီ okay အဲ့ဆို breakthrough improvement ဆိုတာဘာလဲဆိုတော့ကျွန်တော်ပြောပြမယ်ဘဝကိုပဲဖြစ်ဖြစ်လုပ်ငန်းကိုပဲဖြစ်ဖြစ်တိုးတက်အောင်လုပ်တဲ့တိုးတက်တဲ့နည်းရှိတယ် improvement ဆိုတာတိုးတက်မှုပေါ့နော်ပထမတနည်းကဘာလဲဆိုတော့လုပ်နေတဲ့အရာတစ်ခုကို5% ပဲဖြစ်ဖြစ်10% ပဲဖြစ်ဖြစ်တိုးတက်အောင်လုပ်တာအဲ့ဒါကို continuous improvement လို့ခေါ်တယ်ပေါ့နော်နောက်တစ်ခုကသူကဒီလိုသွားတာ continuous ကသွားတယ်နောက်တစ်ခုက breakthrough improvement သူကျတော့လုံးဝဒီလေကထစ်လို့ပေါ့နော်လုံးဝတက်သွားတာဒီလိုတက်တယ်မျိုးမဟုတ်လုံးဝတောက်လျှောက်ဒီမျိုးစောက်တက်သွားတာအဲ့ဒါဥပမာကျွန်တော်ပြောပြမယ်ပေါ့နော်ရှင်းတော့အောင်ကျွန်တော်တို့10တန်းအောင်သွားတော့ကျွန်တော်တငယ်ချင်းတယောက်ကဂျပန်ဘာသာစကားကိုလေ့လာတယ်အဲ့တော့3နှစ်လောက်ကြာသွားတယ်သူဂျပန်ကိုသွားတယ်အဲ့တော့သူဂျပန်စကားကိုလေ့လာတာသူ့ဘဝရဲ့ breakthrough improvement လို့ပြောလို့ရတယ်ဘာလို့ဆိုသူလုံးဝဒီတော့ဒီလုံးဝနိုင်ငံကိုပါချိန်သွားတာသူကဒီအနေအထားကနေဒီအနေအထားရောက်သွားတယ်အဲ့တော့သူအဲ့ဒီမှာသွားတယ်အဲ့တော့သူအခုစဉ်သူဂျပန်နိုင်ငံရဲ့တက္ကသိုလ်တစ်ခုမှာတက်နေပြီနောက်တစ်ခုကျွန်တော်ကျတော့10တန်းအောင်တာနဲ့ကျွန်တော်အင်္ဂလိပ်စကားကိုလေ့လာလိုက်တာအဲ့ဒါလည်းတူပဲတကယ်တမ်းအချင်းကြီးအကြောင်းမျိုးကျွန်တော်နိုင်ငံခြားရောက်လာတဲ့အခါမှာဒီအင်္ဂလိပ်စကားကကျွန်တော်ကောင်းကြီးအကျိုးပြုတယ်ပေါ့နော်ဒါ breakthrough improvement တခုပဲနောက်တစ်ခုကျွန်တော်တကယ်ရှင်းတယောက်ထပ်ပြောပြမယ်သူက10တန်းထိရဘာမှမဟုတ်ဒီတိုင်းပဲစစ်စစ်နေတတ်တယ်လို့ဒါပေမဲ့လွန်ခဲ့တဲ့3နှစ်မှာပဲသူကဘာ breakthrough improvement နှစ်ခုစလုပ်တယ်တခုကဘာလဲသူ English ကသူ English ကိုကောင်းကောင်းလုပ်တယ်အဲ့တော့သူ6လကြာတဲ့အခါမှာသူလုပ်လားမလုပ်လားကျွန်တော်သူ့ကိုစကားတော့ပြောကြည့်တော့သူလုပ်တယ်ဆိုတာသိတာတယ်ပေါ့သူကျွန်တော်ပြောတာကိုကောင်းနားလဲတယ်ပြီးတော့သူကိုယ်တိုင်ပြန်ပြောတတ်တယ်အဲ့ဒါနဲ့ကျွန်တော် wow မိုက်တယ်ပေါ့နော်အဲ့တော့မင်းဟိုငါစီမှာငါနဲ့တွဲပြီးတော့အလုပ်လုပ်မှာလားပေါ့နော်ငါနဲ့လည်းတွဲပြီးတော့အလုပ်လုပ်ချင်လားလို့သူ့ကိုမေးလိုက်သူကမလုပ်ချင်သေးဘူးပေါ့နော်သူ Chinese ပေါ့နော်တရုတ်စကားကိုပါလေ့လာချင်သေးတယ်အဲ့တော့သူကအဲ့ဒီဟာဆက်လေ့လာတယ်ပြီးရင်သူအခုစဉ်ပြောတတ်နေပြီအဲ့လိုမျိုးပေါ့နော်အဲ့တော့ breakthrough improvement ကိုနားလေတဲ့လူတွေကအကြီးအကျယ်ပြောင်းလဲလူတွေမမိလောက်ပြောင်းလဲတာဖြစ်စေတယ်ပေါ့နော်ဥပမာနောက်ထပ်ဥပမာတစ်ခုပြောရမယ်ဆိုရင်ဥပမာ Elon Musk အရင်တော့ကဒီ space ကိုသွားဖို့ဒီဒုံးကျည်ကိုလွတ်တဲ့အခါမှာဒီ US ကပဲဖြစ်ပြင်သစ်ကပဲဖြစ်ဒီ China ကပဲဖြစ်သူတို့ကတစ်နှစ်ကိုပေါ့နော်ဟို5%ဒါမှမဟုတ်10%ပိုကောင်းအောင်သူတို့လုပ်နေအဲ့ဒါနဲ့ Elon Musk ဝင်ချလိုက်တော့ Elon Musk သူ့ရဲ့ team တွေကိုသူဗာပြောလဲဆိုတော့ငါသူတို့အတိုင်းပဲငါဒီလုံးကြီးလွတ်ချင်တယ်တုတ်ပေမဲ့လဲငါသူတို့ရဲ့ကုန်ကြစိတ်10ခန်းကိုပဲတုံးချင်တယ်အဲ့ဒါကိုလုံးဝ breakthrough improvement လို့ခေါ်တာလုံးဝ change သွားတယ်လုံးဝ game တစ်ခုလုံး change သွားတယ်အသွေးတွေကိုပြောင်းပြန်လန်မရမှာဒီထက်ပိုကောင်းအောင်ဘာလုပ်ရမလဲဆိုတဲ့အသွေးထက်ပြောင်းပြန်လန်မရမှာ we have to think differently ပေါ့နော်တော့မတူညီတဲ့အသွေးတစ်ခုကိုတွေးနေမှရမှာအဲ့ဒါကို breakthrough improvement လို့ခေါ်တယ်အဲ့တော့ mix တွေရော breakthrough improvement ကိုလုပ်ပြီလားပေါ့နော်ကျွန်တော်တို့လုပ်ငန်းမှာလည်းကျွန်တော်နှစ်စဉ်နေ့တိုင်းအများအားလုပ်တယ်လုပ်အောင်လုပ်လဲဖိအားပေးခံရတယ်အဲ့ဒါဘာလို့ကျွန်တော် continuous improvement လုပ်တယ်ကျွန်တော် team ကိုဒီထက်ပိုကောင်းအောင်ကျွန်တော် team ရဲ့ဝင်ငွေဒီထက်ပိုကောင်းအောင်ပေါ့နော်ကျွန်တော်ဘာလုပ်မှာလဲအဲ့ဒီဟာကိုတွားတယ်ပြီးရင်သူတို့နဲ့စကားပြောတယ်သူတို့ကိုပိုတော်လာအောင်ပိုကောင်းလာအောင်ပို့ပြီးတော့ရစ်ကျက်တဲ့လူကြောက်ဖြစ်လာအောင်ကျွန်တော် train ပေးတယ်နောက်တစ်ခု breakthrough improvement ကိုကျွန်တော်ကိုယ်တိုင်လုပ်တယ်ဆိုလိုတာကအရင်နှစ်မှာ digital marketing မရှိဘူးလားဒီနှစ် digital marketing ကိုကျွန်တော် implement လုပ်လိုက်တယ်အရင်နှစ်မှာကျွန်တော်တို့ website မရှိဘူးလားဒီနှစ် website လုပ်လိုက်တယ်အဲ့တော့ဒီနှစ်စဉ်နှစ်တိုင်းမှာကျွန်တော်တို့ပိုတိုးတက်အောင်ကျွန်တော်တို့လုပ်တယ်နောက်တစ်ခုကမရှိသေးတဲ့ marketing မရှိသေးတဲ့ management ဒီဟိုပြောင်းလဲစေတဲ့အရာတစ်ခုကိုကျွန်တော်တို့ရအောင်ထည့်တယ်အဲ့ဒါမလဲတချို့တော့ company ကြီးတွေလည်းကျင့်သုံးနေတဲ့အရာတချို့တော့ company ကြီးကသူဘာအယူဆရှိလဲဆိုတော့သူက company အသစ်ထောင်တိုင်းမှာနီးပညာအသစ်တစ်ခုပါဝင်စေရမယ်အဲ့လိုမျိုးပုံစံပေါ့နော်အဲ့တော့ breakthrough improvement ကိုကောင်းနားလည်ပြီးတော့ဒီကိုယ့်ရဲ့ career ကိုယ့်ရဲ့ဘဝပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင် business ဖြစ်ပေါ့နော်ကောင်းဟိုအတုံးချလုပ်ဖို့လိုတယ်ပေါ့နော်
အဲ့တော့ကိုယ့်ရဲ့ breakthrough improvement ကဘာလဲပေါ့နော်နောက်တစ်ခုကျွန်တော် marketing အကြောင်းပြောပြမယ်အဲ့တော့ChatGPT ကကျွန်တော်ကို marketing မေးခွန်း3ခုမေးခိုင်းတယ်အခုကျွန်တော်ဖြေမယ်ပေါ့နော်အဲ့တော့ तू ကဘာပြောလဲဆိုတော့ပထမမေးခွန်းက तू ကဒီ customer တွေကကျွန်တော်ရဲ့ business ကိုကြိုက်ပြီးတော့ကြိုက်တယ်အတိအမှတ်လည်းပြုတယ်အဲ့ဒီဟာကိုမှကျွန်တော်ကတွင်တွင်ကြဲကြဲမသုံးသေးတဲ့ marketing တစ်ခုကဘာလဲပေါ့နော်အဲ့တော့ marketing လုပ်တဲ့အခါမှာကျွန်တော်တို့priming ဘာ marketing ကိုသုံးဖို့အတွက်ပေါ့နော်ကျွန်တော်တို့သုံးနေတဲ့တချို့အချက်တွေရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီစုတစိတ်တို့ပေါ့နော်စုတစိတ်တွေငါတို့ဒီစုတစိတ်ရတယ်ဟိုစုတစိတ်ရတယ်အဲ့ဒီဟာကိုကျွန်တော်တို့သုံးကြတယ်အဲ့တော့ကျွန်တော်တို့အဲ့ဒီဟာကိုရအောင်လဲတက်တည်ပြနိုင်အောင်လဲကျွန်တော်တို့စူးစမ်းကြတယ်ပေါ့နော် business တွေကစူးစမ်းကြတယ်အဲ့ဒီမျိုးစုတစိတ်ကနှစ်ခုရှိတယ်ပေါ့နော်တစ်ခုကဘာလဲဆိုတော့အရန်ခိုင်လုံတဲ့စုတစိတ်အရန်ခိုင်လုံတဲ့စုတစိတ်ဆိုတာဘာလဲဆိုတော့ဒီတော်ယုံနဲ့ဥပမာကွာရသွားပြီဆိုတာနဲ့ပေါ့နော်ဒီလူတွေကပြန်ဖြတ်လို့မရဘူးပေါ့ကွာဥပမာခင်ဗျားက10တန်းကိုကုန်ထူး6ဘာသာနဲ့အောင်နေပဲဆိုပါဆိုအဲ့ဒီစုတစိတ်ကိုဘယ်သူမှဖြတ်လို့မရအောင်အဲ့ဒါဆိုရင်ခိုင်လုံတဲ့စုတစိတ်ပေါ့နော်နောက်တစ်ခုကသက်ရှိသေးတယ်အဲ့ဒါကဘာလဲဆိုတော့ရသွားတယ်ဒါပေမဲ့သူများဖြတ်ရင်အရန်လွယ်တယ်ဆိုတဲ့စုတစိတ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီစုတစိတ်ပေါ့အတိအမှတ်ပြုမှုတစ်ခုကိုကျွန်တော်ရယူခဲ့တယ်အဲ့ဒါဘာလဲဆိုတော့ဒီမြို့နယ်အတွင်းမှာအကောင်းဆုံးပေါ့နော်အဲ့တဲ့တွေဒီ customer တွေပြောတဲ့အကောင်းဆုံး customer တွေပေးတဲ့အကောင်းဆုံးစုကိုကျွန်တော်ရအောင်ယူတယ်ဒါပေမဲ့အဲ့ဒီဟာကအရန်ကြီးfragile ဖြစ်တယ်ပေါ့နော်အရန်ကြီးထိလွယ်ချလွယ်တာဖြစ်တဲ့အတွက်ကျွန်တော်ထုတ်မသုံးရဲဘူးပေါ့နော်ထုတ်မသုံးရဲဘူးအဲ့တော့ကျွန်တော်ဒီတိုင်းပဲထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်မှာရှိတယ် customer တွေမြင်ရတယ်သို့ပေမဲ့လည်းကျွန်တော်ကထုတ်သုံးပြီးတော့ official ပေါ့နော်သူများတခြား customer ကိုဒီဟာကိုမြင်ပြီးတော့တခါတည်းလာစားချင်လာအောင်ဒါမှမဟုတ်လာဝင်လာအောင်ကျွန်တော်မလုပ်ဘူးပေါ့ကွာတဲ့လားဒီအဲ့ဒီဟာကို show မပြဘူးပေါ့နော်ကျွန်တော်မပြဘူးအဲ့ဒီဟာကျွန်တော် customer တွေကြိုက်တယ်သို့ပေမဲ့လည်းကျွန်တော်က show မပြဘူးအဲ့ဒါပထမချက်ဒုတိယတစ်ချက်ကokay तू ကဗာမေးတယ်ကောင်းတော့ပေါ့နော် तू ဗာမေးလဲဆိုတော့ကျွန်တော်ရဲ့ marketing ကကျွန်တော်ရောင်းတဲ့အရာပဲလားဒါမှမဟုတ်ရင်ပေါ့နော်လူတွေကကျွန်တော်ကိုရွေးပြီးတော့ရတဲ့ feeling လားပေါ့နော်အဲ့တော့ကျွန်တော်ပြောရမယ်ဆိုရင်တော့လူတွေကကျွန်တော်ကိုဒီကျွန်တော်ရဲ့ product ကိုသုံးဆွဲပြီးတော့ရတဲ့ feeling ပျော်ရွှင်မှု feeling လို့ကျွန်တော်ပြောပို့ပြီးတော့ဖြေမယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ okay ကျွန်တော်တို့ကဒီ business တစ်ခုလုပ်တဲ့အခါမှာပေါ့နော်ဒီအကြောင်းပြချက်တွေကိုဖန်တီးရတယ်ပေါ့နော်ရောင်းအားကောင်းအောင်ကျွန်တော်တို့နေရာကိုကွာလူလာအောင်အခြားနေရာကိုမသွားပဲနဲ့ပေါ့နော်နေရာမြောက်များစွာဥမာ restaurant ဆိုတော့ restaurant ပေါင်းများစွာရှိနေတာကျွန်တော်တို့နေရာဘာကြောင့်လူတွေလာမှာလဲနောက်တစ်ခုက hotel လည်းတူပဲပေါ့နော်အဲ့လိုမျိုးပုံစံရှိနေတဲ့အခါမှာကျွန်တော်တို့နေရာကိုလူလာအောင်ဘယ်လိုဖန်တီးမှာလဲဆိုတော့ဥပမာထားလိုက်ကျွန်တော်ရဲ့ပစ္စည်းတစ်ခုထဲနဲ့လူတွေလာအောင်ဆိုတာအရန်ပမာဏနည်းလုံးတယ်ခက်ခဲလုံးအဲ့တော့ကျွန်တော်တို့ဘာကိုဖန်တီးပေးလဲဆိုတော့လူတွေကို the best experience ပေါ့နော်သူထွက်သွားတဲ့အခါမှာသူ့ရဲ့အတွေ့အကြုံကအရန်ပျော်ရွှင်တယ်အရန်ကျေနပ်တယ်ဆိုတဲ့အတွေ့အကြုံအဲ့ဒါဘာတွေပါစေမလဲပေါ့အဲ့တော့ဘာပါစေမလဲဆိုတော့ဝန်ထမ်းတွေရဲ့ဒီကြိုဆိုတဲ့ပုံစံပါမယ်ဝန်ထမ်းတွေရဲ့ဒီဝန်ဆောင်မှုပေးတဲ့ပုံစံပါမယ်ပြီးရင်ဝန်ထမ်းတွေရဲ့နှုတ်ဆက်တဲ့ပုံစံပါမယ်နောက်ပြီးတော့သူတို့စားရတဲ့အစားအသောက်ပါမယ်နောက်တစ်ခုဒီအစားအသောက်ပါမယ်နောက်တစ်ခုဒီသူတို့အစားအသောက်ကိုစောင့်နေတဲ့အချိန်မှာပေါ့နော်သူတို့ဘာလုပ်ရလဲပေါ့နော်ဥပမာကျွန်တော်ဆို TV ရှိရယ် TV ဆိုရင်လည်းအဲ့ဒီ TV ကိုကြည့်ပြီးတော့သူတို့အဲ့ဒီအချိန်လေးကိုသူတို့ပျော်ရွှင်နေရမယ့်အချိန်ဖြစ်မယ်ဒါမှမဟုတ်ကျွန်တော်တို့ game ပေါ့နော်သူတို့အဲ့ဒီ game ကိုနှစ်သက်စေတဲ့အချိန်ဒါမှမဟုတ်သူတို့ရဲ့မိသားစုနဲ့စကားပြောနေတဲ့အချိန်ဘယ်သူမှမနှောက်ချက်ပဲနဲ့ပေါ့နော်ဥပမာ hotel ဆိုရင်လည်းသူတို့လွတ်လပ်နဲ့သူတို့အခန်းမှာသူတို့နေလို့ရမယ့်အချိန်တန်တန်ချင်းနဲ့ဖြစ်ရမယ့်အချိန်ပေါ့နော်သူလာကလေးကပြန်ထွက်သွားသည့်အထိစိတ်ကျေနပ်မှုကိုကျွန်တော်ကပေးတာအဲ့ဒီကျွန်တော် product တစ်ခုထဲကိုပဲရောင်းတာမျိုးမဟုတ်ဘူးပေါ့နော်နောက်တတိယမေးခွန်းကဘာလဲဆိုတော့okay ကောင်းတယ်အဲ့ဒါဘာလဲဆိုတော့ဒီအကယ်၍တဲ့ခီးသွားတယောက်ကကျွန်တော်ရဲ့လုပ်ငန်းကိုပေါ့နော်online ပေါ်မှာမြင်လိုက်တယ်ပေါ့နော်5စက္ကန့်အတွင်းသူတို့5စက္ကန့်နဲ့ပေါ့နော်
ကျွန်တော်ရဲ့လုပ်ငန်းကိုယုံကြည်လာအောင်ဒီဘာကလုတ်စေတယ်လဲပေါ့ကွာဒီကတော့ကျွန်တော်အဓိကကတော့ဥပမာကျွန်တော်တို့ Google ကအရန် rating ကောင်းတယ်ဗောနော်အဲ့ဒီဟာကိုကျွန်တော်ပြတယ်အဲ့ဒီဟာကိုပဲကျွန်တော်အဓိကပြတယ်ဘာလို့ဆိုကျွန်တော်ပြောတဲ့ကောင်းမှုဒါမှမဟုတ် marketing သမားတွေပြောတဲ့ကောင်းတယ်ဆိုတဲ့အရာကဘာမှမဟုတ်ဘူးဗောနော်သူပေမဲ့လည်း customer အများကြီးကပြောတဲ့ကောင်းတယ်ဆိုတဲ့အရာကအရန် addictive ရှိတယ်အဲ့ဒါကျွန်တော်ယုံကြည်တဲ့ကျွန်တော်ရဲ့ marketing ဗောနော်အဲ့တော့ကျွန်တော်ကဒီ customer တွေပေးတဲ့ rating ကိုကျွန်တော်ပြထားမယ်အဲ့တော့5စက္ကန့်နဲ့လူတွေကကျွန်တော်ကိုယုံအောင်ကျွန်တော်အဲ့ဒီဟာကိုပြသမယ်ဗောနော်အဲ့တော့ဘာလို့လဲဒီစကားကိုကျွန်တော်ပြောတာလဲဆိုတော့ဒီmarketing တွေကလအောင်လုပ်ဖို့ marketing လုပ်တာကအရန်ဟိုကောင်းအောင်လုပ်လို့ရတယ်လအောင်လုပ်လို့ရတယ်အမျိုးမျိုးလုပ်လို့ရတယ်အမျိုးမျိုးရေးလို့ရတယ် content creation ဆိုတာကတို့ပေမဲ့လည်းပြဿနာကကိုရေးတဲ့အရာပေါ့နော်ကိုပြောတဲ့အရာတွေကိုပြန်ပြီးတော့တထေရတဲ့အဲ့တဲ့သူတို့မြင်တဲ့အရာတွေကိုအဲ့ဒီအတိုင်းကြုံရအောင်ကြတော့လေအဲ့ဒါတွေကအရန်ခက်တာပေါ့နော်လုတ်တာအရန်ခက်တယ်အဲ့တော့ဒီတချို့တော့အဲ့တဲ့တွေဆိုရင်သူတို့ပြန်ပြောလိုက်တဲ့အတွေ့အကြုံသူတို့ရဲ့အတွေ့အကြုံသူတို့ sharing လုပ်ရတဲ့သူတို့အတွေ့အကြုံကပဲအမှန်တရားဖြစ်မှာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီတချို့တော့ hotel တွေဆိုရင်ရှိတယ်hotel စဖွင့်လိုက်တယ်ပြီးရင် hotel အစ်စ်လေးကိုသူတို့ဓာတ်ပုံတကယ်ဓာတ်ပုံဆရာတွေနဲ့သူတို့ကြိုက်တယ်နောင်နှစ်ပေါင်းများစွာကြာလိုက်တဲ့အခါမှာအဲ့ဒီဓာတ်ပုံပဲသူတို့ဆက်သုံးနေတာဖြစ်တဲ့အတွက်ဓာတ်ပုံကိုကြည့်ရင်တော့ဒီဟာ hotel အစ်စ်ပဲပြီးရင်အရန်လန်းတဲ့ hotel အခန်းမျိုးဖြစ်တယ်ဒါပေမဲ့လည်း hotel က3နှစ်ပြည့်သွားပြီဒါမှမဟုတ်9နှစ်ပြည့်သွားပြီပျက်စီးမှုတွေရှိနေပြီယိုယွင်းမှုတွေရှိနေပြီသူတို့ကဘာမှလည်းတိတ်ပြီးတော့ထပ်မထည့်ထားဘူးပေါ့နော်အဲ့လိုမျိုးဆိုရင်ဒါကြီးကဒီအဲ့တဲ့တွေကိုလိမ့်လေနီးတစ်မျိုးပဲအဲ့တော့ marketing ကတော့ကောင်းတယ်ပေါ့နော်ပြောမဆိုကြည်ရတာလာတယ်ရေးထားတာကောင်းတယ်တို့ပေမဲ့လည်းတကယ်တမ်းအဲ့တဲ့ကြုံတွေ့ရမယ့်အရာတခုကအဲ့ဒါဟုတ်မနေဘူးပေါ့နော် okay ဒီနေ့ဒီလောက်ပဲကျွန်တော် channel ကို subscribe လေးလုပ်ပေးပါဦး